ရှင်ဖယားလောကမှာဗုဒ္ဓနဲ့မိဘဘယ်သူကပုံမြတ်ပါလဲဖယားတဲ့တာမန်အားဖြင့်ပြောမယ်ဆိုရင်တော့မိဘကပုံမြတ်တယ်လို့ပြောကောင်းပြောကြပါလိမ့်မယ်တကယ်တော့ဖယားကပုံမြတ်ပါတယ်နော်ဘာကြောင့်ဖယားကပုံမြတ်ရတာလဲဆိုရင်တစ်မိဘသည်သားသမီးအပေါ်မှာချစ်ချင်းမေတ္တာရှိတာမှန်ပေမဲ့မိဘသည်သားသမီးအပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာမျိုးကိုတခြားတတ္တဝါတွေအပေါ်မှာမထားနိုင်ပါဘူးဖယားကတော့တတ္တဝါအလုံးအပေါ်မှာမေတ္တာထားနိုင်ပါတယ်နှစ်မိဘသည်သားသမီးကိုမွေးထုတ်ပေးတဲ့ကျေးဇူးရှိတာမှန်ပေမဲ့သားသမီးကိုတန္တရာဝိစင်းရဲကလွတ်မြောက်ကြောင်းလမ်းအမှန်ကိုမပြသပေးနိုင်ပါဘူးဖယားကတော့တတ္တဝါအလုံးကိုတန္တရာဝိစင်းရဲကလွတ်မြောက်ကြောင်းလမ်းအမှန်ကိုပြသပေးနိုင်ပါတယ်အဲ့ဒီအချက်နှစ်ချက်ကြောင့်ပဲဖယားဟာမိဘထက်ပိုမြတ်ရခြင်းဖြစ်ပါတယ်နော်